ဧကရိမင်းမြတ်ရင်းရှုကအမျိုးသမီးတယောက်နဲ့အတူဘိုးဘေးတွေကိုပူဇော်ကန်တော့ဖို့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာမော်ဆရာကြီးချန်ကအဲ့ဒီမိန်းမကိုမြင်တာနဲ့ချက်ချင်းတက်ပစ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရင်းရှုကဝင်သားပြီးအကြောင်းရင်းကိုမေးပါတယ်။ဆရာကြီးချန်ကဒီမိန်းမကလူယောင်ဆောင်ထားတဲ့မြေခွေးမိစ္ဆာပါလို့ရှောက်တင်ပြီးအင်ရှိဆန်မင်းသားကိုတက်တည်ဖြစ်ခေါ်လိုက်ပါတယ်။ရင်းရှုကမင်းသားကိုမြင်တော့ဒေါသထွက်သွားပါတယ်။ဘာလို့လဲဆိုတော့မနေ့ကပဲမင်းသားကဒီမိန်းမရဲ့ကိုယ်ကိုမြေခွေးဝိညာဉ်ဝင်ပူးတာကိုမျက်မြင်ကိုယ်တွေ့မြင်ခဲ့ရလို့ပါ။ဒါပေမဲ့လိုက်ဖမ်းရင်းနဲ့မတော်တဆခမီးတော့ရင်းရှုကိုတန်ရာရစေခဲ့မိလို့ကြောက်ပြီးဆရာကြီးချန်စီမှာသွားပုံနေခဲ့တာပါ။မင်းသားကအဖြစ်မှန်ကိုအကုန်ရှင်းပြပေမဲ့ရင်းရှုကလုံးဝလက်မခံပါဘူး။ဘာလို့အပြစ်ကင်းတဲ့မိန်းမတယောက်ကိုမဟုတ်မမှန်ဆွဆွဲပြီးနမီဖြတ်နေတာလဲလို့တောင်ပြန်မေးခွန်းထုတ်လိုက်ပါသေးတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးဆရာကြီးချန်ကကျွန်တော်မျိုးရဲ့ခန္ဓာကိုယ်ထဲမှာတရင်ကြောင်နှလုံးသားရှိပါတယ်။ဗမိစ္ဆာမဆိုဒါကိုစားမိရင်သူ့ရဲ့ရုပ်တွင်အမှန်ပေါ်လာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ရင်းရှုကဆရာကြီးရဲ့နှလုံးကိုထုတ်ပေးမယ်ဆိုလို့အံ့ဩသွားပါတယ်။ဆရာကြီးကတခုပဲတောင်းဆိုပါတယ်။တကယ်လို့မြေခွေးမိစ္ဆာပေါ်လာရင်ချက်ချင်းတက်ပစ်ပါတယ်။ရင်းရှုကခဏလောက်စဉ်းစားပြီးဂတိပေးလိုက်ပါတယ်။ဆရာကြီးချန်ကသူ့ရင်ဘတ်ကိုခွဲပြီးတရင်ကြောင်နှလုံးသားကိုထုတ်ယူလိုက်ပါတယ်။အမျိုးသမီးလည်းမစားချင်ပေမဲ့ညှင်းလို့မရတော့ပဲလူပုံလယ်မှာစားပြလိုက်ရပါတယ်။မကြခင်မှာပဲသူမရဲ့ခန္ဓာကိုယ်ရဲ့ကနေမြေခွေးမိစ္ဆာကြီးဖောက်ထွက်လာပါတော့တယ်။ဆရာကြီးချန်ကသူ့ရဲ့နောက်ဆုံးထွက်သက်နဲ့တက်လိုက်ပါတော့အရှင်မင်းကြီးလို့တိုက်တွန်းပါတယ်။ဒါပေမဲ့ရင်းရှုကဓာတ်ကိုကင်ထားရက်နဲ့လုံးဝမလှုပ်ရှားပါဘူး။ပြီးတော့မှသူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုထုတ်ပြောလိုက်ပါတယ်။သူမကမြေခွေးမိစ္ဆာမန်းကစကတဲ့ကတီးပြီးသားသူတယောက်တည်းကသာငါ့ကိုတကယ်နားလည်ပေးနိုင်တာတဲ့။လူတိုင်းသဘောပေါက်သွားကြပါပြီ။ရင်းရှုကပြူစားခံထားရတာမဟုတ်ပါဘူး။သူကိုယ်တိုင်ကသာဒီပရမ်းမာတာကိစ္စတွေအားလုံးရဲ့တရားခံအစ်စ်ဖြစ်နေတာပါ။ဆရာကြီးချန်ကစိတ်ပြအားငယ်စွာအော်ဟစ်ပြီးမြေပြင်ပေါ်လဲကျတေဆုံးသွားပါတယ်။မင်းသားလည်းသူ့ဖေပေါ်ထားတဲ့လေးစားမှုတွေအကုန်ပျက်စီးပြီးစိတ်တက်ကြသွားပါတယ်။အနီးနားမှာတော့ဂျန်အိုဇီယာကဒီဖြစ်ပျက်အားလုံးကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။သူတိလိုက်တာကတော့တကယ်ကပေးဆိုးကြီးကအခုမှစတင်တော့မှာပါ။